ရိသတ်ကြီးခင်ဗျာကဘာရိုင်းဆိုင်လာတဲ့တောထောင်တီထဲမှာတီချင်းနဲ့ရှင်ချင်းဟာစက္ကန့်ပိုင်းလေးအတွင်းမှာပဲဆုံးဖြတ်သွားလေရှိပါတယ်အခုတင်တို့ရှိမှာမြင်တွေ့နေရတာကတော့တဘာဝတရားရဲ့ရာစုနှစ်ပေါင်းများစွာကြောင်းတည်ရှိခဲ့တဲ့အမုန်းတရားတိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်တစ်ဖက်မှာကတော့ကျောင်းမထွေကောင်းလာတဲ့အစိတ်ပြင်းမွေဟောင်းကြီးဖြစ်ပြီးနောက်တစ်ဖက်မှာကတော့သူ့ရဲ့အရွယ်စားတဲ့ဆဲဆမကပိုကြီးမားတဲ့တက်တီကိုပိုင်ဆိုင်ထားတဲ့မွေးပါတကောင်ပဲဖြစ်ပါတယ်ကြည့်လိုက်ပါဦးမွေးရောက်ဟာသူ့ရဲ့ပါးပင်ကိုကားထားပြီးရန်သူကိုသတိပေးနေပါတယ်သူ့ရဲ့အစိတ်တစ်စက်ဟာလူအယောက်20ကိုတေးစေနိုင်တဲ့အထိပြင်းထန်ပါတယ်ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်မွေးပါကိုကြည့်လိုက်ပါဦးသူဟာကြောက်ရွံတုန်လှုပ်ခြင်းလုံးဝမရှိပါဘူးမွေးပါတွေမှာထူးခြားတဲ့ကိုယ်ခန္ဓာစနစ်ရှိပြီးမွေစိတ်ကိုအတိုင်းအတာတစ်ခုအထိခံနိုင်ရရှိသလိုသူတို့ရဲ့အမွေအမြင်တွေကလည်းမွေရဲ့အစိတ်ဆွဲခန္ဓာကိုယ်ရဲ့တိုက်ရိုက်မရောက်အောင်အကာအကွယ်ပေးထားပါတယ်အခုတော့တိုက်ပွဲကတကယ်ကိုအသက်ဝင်လာပါပြီမွေဟောက်ကလျက်စီးလက်သလိုမြန်ဆန်တဲ့အရှိန်နဲ့ထိုးပေါက်လိုက်ပေမဲ့အံ့ဩစရာပါပြီမွေပါကတော့မျက်စိတမိတ်တွန်းမာတင်ရှောင်းသိမ်းသွားနိုင်သေးပါလိဒါဟာတကယ်ကိုတိကျတဲ့တွက်ချက်မှုပါပဲမွေပါဟာမွေဟောက်ကိုအားရင်ကုံသွမ်းသွားအောင်ပတ်ချလဲပြေးလွှားတဲ့စိတ်သက်စစ်စင်ယူဆင်နွှဲနေတာပါမွေဟောက်ဟာသူ့ရဲ့ရန်သူကိုအမိအယမဖမ်းနိုင်တဲ့အခါတဖြည်းဖြည်းဒေါသထွက်လာပြီးအမားရွက်နဲ့စလုလာပါတော့တယ်ကြည့်ရှုသူတွေသတိထားကြည့်လိုက်ပါမွေပါကအခွင့်အရေးကိုစောင့်နေတာပါမွေဟောက်ကတစ်ချက်အမားမှာခေါင်းကိုငိုက်လိုက်တဲ့အချိန်မွေပါကလျက်တစ်ပြက်ခုံအုပ်လိုက်ပါပြီသူဟာမွေဟောက်ရဲ့အားနဲ့ကျက်ဖြစ်တယ်ခေါင်းနောက်ပိုင်းကိုအမိအယခဲထားလိုက်ပါပြီမွေဟောက်ကရုန်းကန်နေပေပဲမွေပါရဲ့တံပဏီလိုခိုင်မာတဲ့မေးရိုးတွေအောက်မှာတော့လွတ်မြောက်ဖို့လမ်းမရှိတော့ပါဘူးဒီတိုက်ပွဲကနေကျွန်တော်တို့သိလိုက်ရတာကတော့အရွယ်စားကြီးမားမှုတဲ့မှန်ကန်တဲ့ဗျူဟာနဲ့လီယန်ပြန်ဖြတ်လန့်မှုအတာအောင်ပွဲကိုဆောင်ကျင်ပေးနိုင်တယ်ဆိုတာပါပဲတဘာဝတရားရဲ့ဒီလိုထိတ်လန့်စရာကောင်းပြီးရင်ခွန်စရာကောင်းတဲ့တိုက်ပွဲတွေကိုပရိသတ်ကြီးသဘောကျမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့